ကယ်၍ဒီကောင်ကဒီတပတ်စာပေးသွားတဲ့ကဏ္ဍကနောက်ပတ်တော့ပြန်ပေးမလားနောက်ပတ်ပြန်ပေးမလားဟုတ်ပြီနောက်ပတ်ပြန်ပေးမဆိုကဏ္ဍတစ်ခွက်ပဲထိုးရမယ်နောက်ပတ်ပြန်ပေးရင်ကဏ္ဍတစ်ခွက်ပဲထိုးရမယ်ဘယ်လိုထိုးရမလဲနှလုံးပေါင်းခွန်ပါဝါနှစ်နှလုံးပေါင်း6ပါဝါ1နှလုံးပေါင်း6ပါဝါ1နှလုံးပေါင်း8ပါဝါ3နှလုံးပေါင်း6ပါဝါ1တဲ့ပြန်ဆက်ပေးမယ်ဆိုရင်မမီးတော့ကြီးဟုတ်တော့ဆက်စားပဲပြမသိဘူးနှစ်9 3ညပေါင်းခြင်းက9နဲ့9ထိပ်စီ9ထိပ်စီခွန်4 3ညပေါင်းခြင်း1 3လုံးပေါင်း1ထိပ်စီစောစောပဲပြတယ်ဘယ်မှမမိဘူးစောစောပဲပြတယ်မမိဘူးမဆိုရည်လေကျွန်တော်မေးစီနေကျွန်တော်တကယ်လေးလက်ချစ်တယ်မုန်းလည်းမုန်းပါဘူးစောစောပဲပြတယ်မမှတ်ပြီးတော့အခုတို့သုံးလုံးပေါင်းချင်း3ညစစ်ထိတ်စီသုံးလုံးပေါင်းချင်း2ခွန်3ည3လုံးပေါင်းချင်း2